တိုင်းတော်ချက်မှာလူသားများတွေ့လူသားတယောက်စတေးရှာပြီးအိုးအသွေးတော်သွန်းပြီးယုံကြည်ဒီချိန်မှာလွတ်ပြီးအသက်ဆုံးတည်ခံယေရှုရဲ့သွန်းတဲ့အသွေးတော်တကိုးကြောင့်မဲ့ချိန်တိုင်းတော့ထပ်မှာလူသားများတွေ့လူသားတယောက်စတေးရှာပြီးအိုးတွေ့တော့သွန်းပြီးယုံကြည်ဒီချိန်မှာတော့ပြီးအသက်ဆုံးတည်ခံယေရှုရဲ့သွန်းတဲ့အသွေးတော်ကိုကြောင့်မဲ့ယုံကြည်တွေ့တော့ကျွန်တော်တွေ့လို့သွေးတော်တကိုရှင်သန်စေကိုတော်မြတ်ကြည်မြတ်သွေးရဲ့ကိုဒီနေ့တိုင်းခံစားကြရစေလွတ်မြောက်အောင်မြင်ပျော်ရွှင်လို့ဟောတော့ကဒုက္ခဝေးပြီးဟိုမောဟကင်းပြီးတမန်လုံးရဲ့ဒီဘဝရဲ့စိတ်ချပျော်ရွှင်နေနိုင်ခြင်းကသူနဲ့အသွေးတော်တကိုးကြောင့်မဲ့ယုံကြည်သွေးတော့ကျွန်တော်တို့သွေးလို့ပြီးအသွေးတော်ကိုသန်စေကိုတော်မြတ်ကြည်မြတ်သွေးရဲ့ကိုဒီနေ့တိုင်းခံစားကြရစေဒီအသွေးရဲ့ကိုယုံကြည်ခြင်းနဲ့ခံယူထားဟိုအသွေးတော်ကိုဟိုအသွေးတော်ကိုမောဝင်တဲ့ဖြူစင်ခြင်းနဲ့အောင်မြင်ခြင်းကိုသင်အသက်တာနိုင်ရမယ်ဒီသူရဲ့ကိုဒီအသွေးရဲ့ကိုယုံကြည်ခြင်းနဲ့ခံယူထားဟိုအသွေးတော်ကိုဟိုအသွေးတော်ကိုစင်မောဝင်တဲ့ဖြူစင်ခြင်းနဲ့အောင်မြင်ခြင်းကိုနှုတ်သွင်းသွေးသွင်းပြီးအသွေးတော်ကိုရှင်သန်စေကိုတော်မြတ်ကြည်မြတ်သွေးရဲ့ကိုဒီနေ့တိုင်းခံစားကြရစေလုံးသားနဲ့ချီးမွမ်းအောင်ယုံကြည်သွေးတော်နှုတ်သွင်းသွေးသွင်းပြီးအသွေးတော်ကိုရှင်သန်စေကိုတော်မြတ်ကြည်မြတ်သွေးရဲ့ကိုယနေ့တိုင်းခံစားကြရစေကိုတော်မြတ်ကြည်မြတ်သွေးရဲ့ကိုယနေ့တိုင်းခံစားကြရစေဟာလေလုယာတို့သူတို့ဒီကိုတော့ကြီးမြတ်ပါသလားဟာလေလုယာဟာလေလုယာ